န်ကြောင့်နေပါသွားတဲ့မိုးနှင်းဝေတထေးကြီးကိုဒီလိုမျိုးလုံးရက်လောက်ခဲ့တဲ့ဖြစ်ထွင်ပရိသတ်များလုံးမင်္ဂလာပါရှင် Famous Sally News ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ငလင်တန်ကြောင့်ကြည်ကြည်တက်ချမ်းသာတဲ့တထေးဘွားကနေလမ်းဘေးကြီးတဲ့ဘွားကိုနေချင်းညာချင်းနေပါပြောင်းလဲသွားတာကတော့မန္တလေးမြို့ကမိုးနှင်းဝေဖနက်ဆိုင်တထေးကြီးပါ။ဖြူဖြူတွေကတော့ဒီလိုနေပါသွားတဲ့မိုးနှင်းဝေဖနက်ဆိုင်တထေးကြီးကိုမထင်မှတ်တဲ့လောက်ရက်လေးတကူလောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းလူပြောများနေရပါ။အားလုံးလည်းသိတဲ့အတိုင်းဖြူဖြူတွေဟာငကိုကလေးကပရိုက်တာလုပ်ငန်းတွေနဲ့အလှူဒန်းတွေမှာလက်မနေဘဲနဲ့အလှူဒန်းနေကြဖြစ်ပါတယ်။ဒီကနေ့နေ့ရေဘေးမှာလည်းဖြူဖြူထွေးတယောက်အစွမ်းကုန်တက်နိုင်တဲ့များလူတန်းခဲ့တယ်လို့အခုတခါငလင်ဘေးမှာလည်းဖြူဖြူထွေးကသူမတက်နိုင်တဲ့အင်အားလေးနဲ့လူတန်းနေရဖြစ်ပါတယ်ဖြူဖြူထွေးကိုမနာလိုတဲ့သူတွေကဝေဖန်မှုတွေနဲ့ပြစ်တင်မှုတွေရှိနေပေမဲ့ဖြူဖြူထွေးကတော့အလူဒါနလောက်တာတွေကိုရပ်တန့်သွားခြင်းမရှိဘဲနဲ့လူတန်းနေရဖြစ်ပါတယ်ဖြူဖြူထွေးဟာအခုခါမှာမန္တလေးမြို့ကငလင်တန်းကြောင့်ဒုက္ခရောက်ပြီးလူတွေတနာနေကြတယ်မိုးနှင်းဝေတထေးကြီးကိုသွားရောက်လူတန်းလိုက်တာဖြစ်ပါတယ်ဒီလိုမျိုးသွားရောက်လူတန်းစဉ်မှာမိုးနှင်းဝေတထေးကိုမထင်မှတ်တဲ့လောက်ရလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမိုးနှင်းဝေတထေးကြီးဆိုတာကတော့မန္တလေးမြို့မှာငလင်မလောက်ခင်ကားဆိုရင်တကယ်ကိုချမ်းသာကြွယ်ဝတဲ့တထေးကြီးတစ်ယောက်ပါအထူးသဖြင့်တော့မိုးနှင်းဝေဖနက်ဆိုင်ဟာမိုးစည်းနဲ့ຫນွေစည်းဖနက်မျိုးစုံတန်တစ်တာဖန်စီပစ္စည်းစတဲ့ပစ္စည်းတွေကိုသုံးတက်တိုက်ကြီးပေါ်မှာရောင်းချနေရဖြစ်ပါတယ်။အဆိုပါမိုးနှင်းဝေဆိုင်ကမောင်နှမတွေစုပေါင်းပြီးတော့အမွေဆိုင်စီးပွားရေးလုပ်ငန်းကြီးဖြစ်ကြောင်းလည်းသိရပါတယ်။ဒါပေမဲ့မတ်လ28ရက်နေ့ကမန္တလေးမြို့မှာငလင်လောက်ခတ်စဉ်မှာတော့မိုးနှင်းဝေဖနက်ဆိုင်တိုက်ကြီးကပြိုကျသွားခဲ့ပါတယ်။ဒီလိုပြိုကျပြီးမှတော့အရင်ကတိုက်အိမ်နဲ့အေကွန်းနဲ့နေထိုင်ခဲ့ရတဲ့မိုးနှင်းဝေမိသားစုဟာအခုခါမှာတော့သူများရဲ့အိမ်မှာကပ်နေရတဲ့ဘဝကိုရောက်ရှိသွားခဲ့ရဖြစ်ပါတယ်။အထူးသဖြင့်တော့မိုးနှင်းဝေရဲ့အတွင်းလက်ဝဲရတနာတွေပစ္စည်းတွေကိုထူခွဲရောင်းချပြီးတော့တကြံတွင်းမှာရောင်းချဖို့အတွက်ဖက်နှက်တွေကိုဝယ်ယူစုဆောင်းထားတဲ့အချိန်ဒီလိုဖြစ်သွားရတဲ့အတွက်မိုးနှင်းဝေမိသားစုဟာဒုက္ခအတိရောက်သွားခဲ့ရပါတယ်။ဒါကြောင့်လည်းအခုချိန်မှာတော့မိုးနှင်းဝေဖက်နှက်ဆိုင်မိသားစုရဲ့အကိုအကြီးဖြစ်သူကမိသားစုများပြပြီးတော့စားဝတ်နေရေးအတွက်ဖက်နှက်လေးတွေကိုငွေတိုးချေးကဝယ်ယူပြီးတော့လမ်းဘေးမှာစတင်ရောင်းချနေပြီဖြစ်ပါတယ်။အစောပိုင်းမှာမန္တလေးမြို့မှာအကြီးဆုံးဖက်နှက်ဆိုင်ရောင်းချနေရတဲ့ဘဝကနေအခုချိန်မှာတော့လမ်းဘေးမှာဖက်နှက်ရောင်းနေရတဲ့ဘဝကိုရောက်ရှိသွားခဲ့ရကြောင်းအားလုံးကတနာကိယုံနာတက်နေကြပါတယ်။အထူးသဖြင့်တော့မိုးနှင်းဝေဖက်နှက်ဆိုင်ကအကိုအကြီးဆုံးဖြစ်သူဦးအောင်သူကအစောပိုင်းမှာအလူရေးဇက်လက်နဲ့မကွာလူတန်းနေသူဖြစ်တာကြောင့်အခုလိုမျိုးဘဝကိုတစ်ကနေပြန်စားရတော့မှာဖြစ်လို့ပို့ပြီးတော့တနာကိယုံနာတက်ကြပါတယ်။ဒါကြောင့်လည်းအခုခါမှာတော့ Facebook ဆယ်လီဖြူဖြူတွေကမိုးနှင်းဝေတထေးကြီးအတွက်ငွေတွေကိုတောင်းရောက်လူတန်းနေရဖြစ်ပါတယ်။ငွေလူတန်းရမှာလည်းတထေးကြီးရဲ့ဂုဏ်သိက္ခာနဲ့စိတ်တက်လေးအားမငယ်သွားစေဖို့ဖက်နှက်လာဝယ်တာပါဆိုပြီးတော့ဖြူဖြူတွေကရိုးရိုးချိုးချိုးနဲ့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖက်နှက်350ဘိုးဝယ်တယ်လို့ပြောကဖြူဖြူတွေကမိုးနှင်းဝေတထေးကြီးအတွက်အလူပေးခဲ့တာဖြစ်ပါတယ်။တကယ်လို့များဖြူဖြူတွေဟာတခြားလူတွေလိုမျိုးငွေကိုသွားလှူလိုက်မယ်ဆိုရင်တဘဝလုံးစီးပွားရေးလုပ်ငန်းရှင်အဖြစ်နဲ့နေထိုင်လာတဲ့မိုးနှင်းဝေဖက်နှက်ဆိုင်တထေးကြီးအနေနဲ့သူတစ်ပါးပေးစာကန်းစာယူနေရတဲ့ဘဝကိုရောက်ရှိသွားတယ်ဆိုပြီးတိမ်ငယ်ဝမ်းနေသွားမှာဖြစ်ပါတယ်။ဒါကြောင့်လည်းဖြူဖြူတွေကဖက်နှက်လာဝယ်တာပါလို့ပြောပြီးမိုးနှင်းဝေတထေးရဲ့ဂုဏ်သိက္ခာကိုကာကွယ်ရင်းနဲ့အလူလေးကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးမုံမြတ်ဖြစ်စဉ်နဲ့ဖြူဖြူတွေရဲ့လောက်ရက်ကိုပရိသတ်တွေကတော့ချီးကျူးနေကြတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမိုးနှင်းဝေတထေးကြီးကိုလူတန်းခဲ့တဲ့ဖြူဖြူတွေကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။